ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးလို့များမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ရွှေစာရန်ဖရာရွှေသီးကုံဖရာတို့ရဲ့သမိုင်းကြောင်းနဲ့အမတော်စောမွန်လာဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာဇလန်းလေးကိုတော့ပကံဧကရနိုင်ငံတော်ကိုတည်ထောင်သူဖြစ်တဲ့အနောယထာမင်းစောနဲ့အစပြုထားပါတယ်အနောယထာမင်းနန်းတက်ဆမှာပကံပြည်၌တရားတရားသံဃာယရဏသုံးပါးကို၎င်းယမဗိဒ္ဓနိုးနန္နကားနှင့်အကြီးကြီးများကို၎င်းရောနှောပြီးကိုးကွယ်နေကြပါတယ်။အနောယထာမင်းဟာအဲ့ဒီလိုအယူဝါဒများရောထွေးနေပြီးသူတလူငါတမင်းပြောဟောနေသည်တို့အားကိုးကွယ်နေရခြင်းကိုမှနှစ်သက်တဲ့အတွက်ဆရာကောင်းကိုလိုက်လံရှာဖွေပါတယ်။အဲ့ဒီအချိန်မှာအောက်ပြည်တထုံကိုခမာစစ်သည်တို့စစ်ပြုလာတဲ့အတွက်ရှင်အရဟံဟာစစ်ရှောင်ရန်ဗကံဘက်သို့ကြွလာပါတယ်။ယဟန်တော်ရှင်အရဟံပကံတို့ရောက်လာတဲ့အချိန်အနောယထာမင်းဟာမထေရအပြုအမူအနေအထိုင်အပြောအဆိုတို့ကိုကြည့်ကာသဘောကျတဲ့အတွက်သူ၏အဆုံးအမအတိုင်းသာလိုက်နာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက်ပကံမှာအယောယောအနော်နော်ဖြစ်လျက်ရှိတဲ့အယူဝါဒပေါင်းစုံကိုရှင်အရဟံမထေရရဲ့အကူအညီယူလျက်စစ်ဆေးကာခွဲထုတ်ပါတယ်။သာသနာတော်တန်ရှင်းရေးကိုပြုလုပ်ပြီးမင်းနှင့်တကွတတိုင်းပြည်လုံးထေရဝါဒဗုဒ္ဓဘာသာအဖြစ်သို့ပြန်တည်ကြပါတယ်။ဗုဒ္ဓအယူဝါဒတည်တဲ့ပြန်ပွားထွန်းကားရေးအတွက်အနောယထာမင်းဟာအားထုတ်တော်မူပါတယ်။အနောယထာမင်းဟာ492ခုနှစ်မှာစစ်သည်ဘိုးဘာအလုံးရင်းနဲ့ချီပြီးနိုင်ငံတော်အနှံ့ရှိပြည်တကတ်တော်မျိုးစုံတို့ကိုပင့်ဆောင်ပါတယ်။အဲဒီနောက်အနုပညာသည်လက်မှုပညာသည်တို့ကိုလည်းမင်းနေပြည်တော်သို့ခေါ်ယူပြီးတည်ဆောက်စေပါတယ်။အဲဒီအချိန်မှစပြီးအနောယထာမင်းဟာပကံပြည်မှာရှိတဲ့ယဟန်တွေအားလုံးကိုဖျားရှင်ရဲ့ပိဋကတ်တော်အစစ်ကိုသင်ကြားစေပါတယ်။အဲဒီနောက်မှာတော့အနောထာဘုရင်မင်းမြတ်ဟာဂန္နာလရတိုင်းဖြစ်တဲ့တရုတ်ပြည်မှာကိန်းဝတ်နေတဲ့ဗုဒ္ဓဆွေတော်မြတ်ကိုပင့်ယူကိုးကွယ်လိုခဲ့ပါတယ်။ဒါကြောင့်ကျန်စစ်သားငထွေယူငလုံးလက်ဖယ်ညောင်ဦးဖီစတဲ့သူရဲကောင်း၄ဦးဗျဝိပြရညီနောင်2ယောက်တို့ပါဝင်တဲ့စစ်သည်ဘိုးဘာအလုံးအင်းနဲ့1058ခုနှစ်ဒီဇင်ဘာလမှာအေယာဝတီမြစ်ကိုဆန်တက်ပြီးဗမော်လန်းကျောင်းမှတဆင့်ယူနန်ပြည်နယ်ယခုတရုတ်ပြည်သို့ဆွေတော်ပင့်ချီခရီးကိုဆက်ခဲ့ပါတယ်။တရုတ်ဘုရင်ဥတီဝါမင်းဟာအနောထာမင်းစောကိုကောင်းစွာဧည့်ခံပြီးအလိုရှိပါကဆွေတော်မြတ်ကိုပင့်ဆောင်သွားနိုင်ကြောင်းပြောဆိုပါတယ်။အဲဒီအခါဆွေတော်မြတ်ဟာကောင်းငင်သို့တက်ပြီးရောင်ကြီးတော်6သွယ်ကွန်မြူနေပါတယ်။အနောထာမင်းစောဟာဆွေတော်ကိုပင့်ဆောင်နိုင်ရန်အတွက်3ငိမ်တိုင်သစ္စာအဋိဌံပြုပါတယ်။ဒါပေမဲ့ဆွေတော်ဟာအောက်သို့ဆင်းမလာပဲကောင်းငင်မှာပဲတည်တတ်နေပါတယ်။ငါရဲ့တရားတရားဟာအချီးနှီးဖြစ်နေပါပေါ့လားဆိုပြီးစိတ်ပြက်အားငယ်နေတဲ့အနောထာမင်းစောကိုတရားမင်းမြင်သွားတဲ့အခါမြတ်ဆင်းတုတဆူကိုယူဆောင်လာပြီးဆွေတော်မြတ်နဲ့အတူကောင်းငင်မှာထားပါတယ်။မြတ်ဆင်းတုတဆူတိုးပွားလာတဲ့အခါအနောထာမင်းနဲ့နောက်လိုက်များအံ့ဩသွားကြပါတယ်။အဲဒီနောက်တရားမင်းကနှစ်သိမ့်စကားဆိုပါတယ်။အသင်မင်းမြတ်ဒီဆွေတော်မြတ်ဟာသာသနာ9000တိုင်အောင်ဂန္ဓာလရတိုင်းမှာရှိရမယ်လို့မြတ်စွာဘုရားရှင်ဗျာဒိတ်ထားတော်မူတဲ့အတွက်အသင်မင်းမြတ်ပင့်ဆောင်နိုင်မည်မဟုတ်အသင်မင်းမြတ်အတွက်မြတ်စွာဘုရားရှင်ဤနဖူးသင်္ကြစ်တော်ကိုကိုးကွယ်ရလိမ့်မယ်လို့ဗျာဒိတ်ထားရှိတယ်လို့ပြောပြီးနဖူးသင်္ကြစ်တော်ရှိရာအရက်ကိုလမ်းညွှန်ပေးခဲ့ပါတယ်။တရုတ်ဥတီဘွားမင်းကလည်းအနောထာမင်းရဲ့စိတ်ပြည့်အာရုံမှုကိုဖြေပြောက်ရန်ဆွေတော်မြတ်နဲ့ထိတွေ့ပုတ်တိုက်ထားတဲ့မြစိမ့်စင်းလူတော်ကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။မြတ်ဗုဒ္ဓဆွေတော်အစားမြစင်းလူတော်တဆူကိုသာပင့်ဆောင်ခဲ့ရပြီးအပြန်ခရင်ကြီးတင်မှာယနေ့ခေတ်ရှမ်းပြည်နယ်ဖြစ်တဲ့မိုင်းမောဟော်နန်းတော်ကိုဝင်ရောက်ခဲ့ပါတယ်။အနောယထာကသူမတူအောင်လှပသိမ်မွေပြီးမိမကောင်းမိမမြတ်တို့ရဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံတဲ့မိုင်းမော်စော်ဘွားကြီးရဲ့သမီးတော်စောမွန်လာကိုချစ်ခင်မြတ်နိုးတဲ့အတွက်လက်ဆက်ခွင့်တောင်းခံခဲ့ပါတယ်။စော်ဘွားကြီးဆက်ဟောင်လုံးမင်းကလည်းမိုင်းမော်နဲ့ပကံပြည်တို့ရဲ့နှစ်ပြည်တော်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲရှင်သန်စေရန်ရည်ရွယ်ပြီးအရွယ်ရောက်လည်နေပြီဖြစ်တဲ့သမီးတော်စောမွန်လာကိုအနောယထာဘုရင်နဲ့လက်ဆက်ပေးခဲ့ပါတယ်။သမီးတော်စောမွန်လာဟာလည်းလိမ္မာရင်ကျေးမှုရှိတဲ့သမီးတော်တစ်ပါးဖြစ်သည်နဲ့အညီဖခမီးတော်စော်ဘွားကြီးရဲ့စကားကိုနာခံလိုက်နာပြီးအနောယထာဘုရင်ကလက်ဆက်ခါပကံပြည်သို့
အတူလိုက်ပါခဲ့ပါတော့တယ်မင်းကြီးဟာစောမွန်လာကိုတခြားသောမိဖုရားတွေထက်ပိုမိုမြန်နိုးပြီးမိဖုရဲ့ခေါင်းကြီးအဖြစ်တင်မြှောက်လိုက်ပါတယ်ဒါဟာပကံရာဇဝင်မှာရှမ်းမင်းသမီးတစ်ပါးအမြင့်ဆုံးအာဏာကိုရရှိခဲ့တဲ့အချိန်ပေါ့အချစ်ရှိတဲ့နေရာမှာမနာလိုမှုဆိုတာအရေးလိုလိုက်ပါလာသမြဲပါစောမွန်လာအပေါ်မင်းကြီးရဲ့အချစ်တွေပိုကဲလာတာကိုကြည့်ပြီးနန်းတွင်းကတခြားမိဖုရားတွေဟာမကြည်မနှက်ဖြစ်လာကြပါတယ်သူတို့ဟာစောမွန်လာကိုနန်းတော်တွေကဖယ်ထုတ်ဖို့နီလန်အမျိုးမျိုးနဲ့ကြံစီကြပါတော့တယ်အမောင်တူတွေကတီတိုစကားတွေကောလာဟလတွေဟာစောမွန်လာရဲ့ပတ်ပတ်လည်မှာဝိုင်းရံလာခဲ့ပါတယ်စောမွန်လာမှာထူးခြားတဲ့အဆောင်အယောင်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူမဝတ်ဆင်ထားတဲ့နှာခေါင်းလေးပါပဲအဲ့ဒီနှာခေါင်းထဲမှာမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်တွေကိန်းဝင်နေတာကြောင့်စောမွန်လာဘုရားကြော်တိုင်းနှာခေါင်းကနေထူးခြားတဲ့အလင်းရောင်တွေထွက်ပေါ်လေးရှိပါတယ်ဒါကိုမြင်လိုက်ရတဲ့တခြားမိဖုရားတွေကတော့ဒါဟာဘုရားတကူမဟုတ်ဘူးစုံအတတ်ပညာဆိုပြီးမင်းကြီးယုံကြည်အောင်ဂုံချောကြပါတော့တယ်အင်အားကြီးလာတဲ့နော်ထာမင်းကြီးဟာစစ်မြေပြင်မှာမကြောက်ရွံ့မိမဲ့နန်းတွင်းကဂုံချောစကားတွေကြားမှာတော့ရိမ့်ရိုင်လာခဲ့ပါတယ်မိဖုရားတွေကစောမွန်လာဟာစုံမဖြစ်ကြောင်းညအခါမှာထူးခြားတဲ့အလင်းတွေထွက်နေကြောင်းမင်းကြီးကိုယုံအောင်ပြောနိုင်ခဲ့ကြပါတယ်မင်းကြီးဟာစောမွန်လာကိုတန်တရားမျက်လုံးနဲ့ကြည့်လာပြီးနောက်ဆုံးမှာတော့ရက်ဆက်တဲ့အမိန့်တစ်ခုကိုချမှတ်လိုက်ပါတော့တယ်မင်းဟာပကံပြည်နဲ့မထိုက်တန်ဘူးမင်းရဲ့မောပြည်ကိုအခုချက်ချင်းပြန်တော့အနော်ထာမင်းရဲ့စကားကစောမွန်လာရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပါပဲတစ္ဆာရှိတဲ့ဇနီးတအုပ်ကိုမင်းကြီးကဆုံးမအဖြစ်ဆွဆွဲပြီးနန်းတော်ကနေနှင်ထုတ်ခဲ့ပါတယ်စောမွန်လာဟာအဝိတ္တထေကိုတစ်ခုနဲ့မြေယူရီကြားမှာပကံနန်းတော်ကြီးကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပြီးထွက်ခွာခဲ့ရပါတော့တယ်စောမွန်လာဟာပကံပြည်မှနှင်ထုတ်ခံရပြီးတဲ့နောက်မိမိရဲ့မွေးရမည်ဖြစ်တဲ့မောကိုပြည်တော်သို့အပြန်ခရီးမှာပန်းချောင်းမှာခိတ္တရေတန့်စင်ပါတယ်အဲဒီအခါမိဖုရားရဲ့နှာခေါင်းဟာနားမှကျွတ်ကျသွားပါတယ်ရေမှာကျတယ်လို့ထင်တဲ့အတွက်ရေငုပ်ရှာဖွေတော့လဲရေထဲမှာမတွေ့ရပါဘူးရွှေရောင်အစင်းရှိတဲ့စာပရိငှက်များဝန်းရံပြီးကောင်းငင်ထက်မှာဖျားမွေတော်ဓာတ်တော်တွေကိန်းအောင်နေတဲ့နှာခေါင်းဟာတကူပြားလေးဟာပြတ်တော်မူပါတယ်ဒီဖြစ်ရက်ကိုစောမွန်လာမြင်တဲ့အခါရှစ်ခိုးပူဇော်ပြီးအဋိဌံပြုပါတယ်အဲဒီခါကျမှနှာခေါင်းဟာစောမွန်လာရဲ့နားမှာဝစ်စင်လေးရဲ့ဖြစ်သွားပါတယ်အဲဒီအချိန်ကစလို့ချောင်းကိုလည်းနှာခေါင်းကျချောင်းလို့ခေါ်တွင်ပါတယ်အဲဒီနောက်ဖျားတယ်ဖို့မြေနေရာကိုလိုက်လံရှာဖွေပါတယ်အဘယခေမာကုန်းတော်မှာဓာတ်တော်ကိန်းဝတ်တဲ့အတွက်နှာခေါင်းကိုထားပနာပြီးညံတော်9000အမြင့်ရှိတဲ့ဖျားတဆူကိုတဲပါတယ်ဖျားရဲ့ဘွဲတော်အမိကိုကောင်းကင်မှာစာကလေးများဝင်းရံဒီကိုအစွဲပြုပြီးရွှေစာရန်ဖျားလို့ဘွဲတော်ဆက်ကပ်ပါတယ်ဖျားရဲ့မုတ်ပေါ်ဝါကိုတော့သူမရဲ့ဇာတိဖြစ်တဲ့ရှမ်းပြည်ဘက်ကိုလှည့်ပြီးတိဆောက်ထားပါတယ်စောမွန်လာဖျားတဲကြောင်အနော်ထာမင်းကြားသိတဲ့အခါအထောက်တော်များကိုဆေးလွှတ်ပြီးမုတ်ပေါ်ဝါသည်ရှမ်းပြည်ဘက်သို့လှည့်နေပါကစောမွန်လာကိုတတ်ရန်ပကံပြည်ဘက်သို့လှည့်ထားပါကမတတ်ရန်ဆေးလွှတ်လိုက်ပါတယ်ဒီသတင်းကိုစောမွန်လာကြားတဲ့အခါမိမိအသက်ကိုကာကွယ်ရန်အတွက်9000ပြည့်ဇေဒီငယ်ကိုမြတ်တစ်ဘက်ဖြင့်ပတ်ပြီးသစ္စာပြုဆုတောင်းတဲ့အခါမူလကရှမ်းပြည်ဘက်ကိုလှည့်နေတဲ့မုတ်ဝါဟာပကံပြည်ဘက်ကိုလှည့်သွားပါတယ်ဖျားမုတ်ဝါပကံပြည်ဘက်သို့လှည့်ထားကြောင်းကြားရတဲ့အတွက်အနော်ယထာမင်းအမျက်တော်ပြေလို့အသက်ချမ်းသာရခဲ့ပါတယ်မင်းကြီးလည်းဝမ်းမြောက်တော်မူတာကြောင့်ရွှေစာရန်ဇေဒီပတ်လည်မှာမြေဧက1000ကိုလူရန်ပါတယ်အသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့စောမွန်လာဟာတီပေါမြို့အရောက်မှာတော့သူမကိုလားကြိုတဲ့ဘော့ခေါ်ဖခင်စောဝါကြီးဆက်လုံဟုံမင်းနဲ့မောင်တော်ဆက်ကော်လျန်းတို့နဲ့မတွေ့ဆုံမီစိတ်ရောကိုယ်ပါပင်ပန်းဆင်းရဲပြီးမမာမကျန်းတန်ကြောင့်နတ်ရွာဆန်းခဲ့ပါတယ်အဲဒီနေရာမှာတော့အဖေဖြစ်သူလားကြိုတာကိုအစွဲပြုပြီးဘောဂျူဖျားရဲ့လို့တည်ခဲ့ပါတယ်အမတော်စောမွန်လာရဲ့သတင်းကိုသိလိုက်ရတဲ့မောင်တော်ဖြစ်သူဟာလည်းဝမ်းနဲ့ကြေကွဲပြီးတီပေါမြို့အနီးမှာရှိတဲ့ဆိုင်ရင်တစ်ခုမှာဆုံးမသွားခဲ့ရပါတယ်ဒေသခံတွေကအမတော်စောမွန်လာနဲ့မောင်တော်တို့ဟာယနေ့တိုင်နတ်ဘဝနဲ့ဖျားကိုစောင့်ရှောက်နေတယ်လို့ယုံကြည်ကြပါတယ်လူတချို့ကတော့အမတော်ဟာနတ်မဟုတ်တိုင်တန်းရှင်လည်းမဟုတ်ပဲဖျားတာရကမှတူးတာဖြစ်တယ်လို့လည်းဆိုကြပါတယ်
တခြားတစ်ဖက်မှာတော့ပကံပြည်ရှင်အနောယထာမင်းကိုတီဟိုကျွန်းရဲ့ဘရင်ပထမဝိဇ္ဇာဘာဟုမင်းကြီးကအကူအညီတောင်းခြင်းကြောင့်ယဟန်တန်ဃာတော်များပိရိကသုံးပုံကျမ်းစာများနဲ့စင်မြူတော်တစည်းတို့ကိုပို့ဆောင်ပြီးအကူအညီပေးခဲ့ပါတယ်ပထမဝိဇ္ဇာဘာဟုမင်းကလည်းအနောယထာမင်းရဲ့ကျေးဇူးကိုတုံ့ပြန်သောအဖြစ်မြတ်စွာဘုရားရှင်ရဲ့ဆွေတော်ဘွားကိုအနောယထာမင်းထံဓမ္မလက်ဆောင်အဖြစ်ပြန်လည်ပေးပို့ခဲ့ပါတယ်အနောယထာမင်းကြီးဟာဆွေတော်မြတ်ကိုနန်းတော်ရှိရတနာပြတ်သက်မှာကိန်းဝတ်စေပြီးပူဇော်ဝတ်ပြုခဲ့ပါတယ်အဲဒီအခါမင်းစရာဖြစ်တဲ့ရှင်အရဟံမထေရကတရဝါအလုံးကိုးဝယ်နိုင်သည့်ရန်အတွက်ဇီရီတေပါလို့မင်းကြီးကိုအကြံပေးခဲ့ပါတယ်အနောထာမင်းလည်းရှင်အရဟံမထေရရဲ့အကြံဉာဏ်ဟာအလွန်လျော်ကန်သင့်မြတ်တဲ့အတွက်ဇီရီတေထားကိုးဝယ်ရန်ဆောင်ရွက်ခဲ့ပါတယ်မင်းကြီးဟာဆွေတော်ကိန်းဝတ်လေသောအရက်တွင်စင်မြူတော်ရက်စေတည်းဟုအဋိဌံ၍စင်မြူတော်၏ကိုယ်ပေါ်တွင်ဆွေတော်ကျုပ်ကိုတင်ပြီးလွှတ်လိုက်ပါတယ်စင်မြူတော်ဟာပကံရဲ့အရှိအမြောက်အရက်ဇီယဘုံဟုခေါ်တွင်သောအောင်မြေအရက်၌တဲစည်းကုံတွင်ဝစ်လေပါတယ်တဲစည်းကုံမှာဝစ်တဲ့အခါမင်းကြီးဟာများစွာစိတ်မသက်မသာဖြစ်ရပါတယ်အဲ့ဒီအဖြစ်ကိုတရားမင်းကြားတော့စိတ်မစင်းရဲပါနဲ့လို့အိမ်မက်ပေးပြီးအဲ့ဒီမြေကိုကြောက်မြေအတိဖြစ်စေပြီးတန်များနဲ့ကွပ်ပေးပါတယ်စင်ပြူတော်ဝိရတဲစည်းကုံမှာဆွေတော်မြတ်ကိုထားပနာပြီးဇီရီတော်တည်တော်မူပါတယ်ခောဇာတက္ကရာ422ခုတဘိုရဲလာသန်း10ရက်ဇာတာပရိနေမှာစတင်တည်ဆောက်ခဲ့ပြီးတရုတ်ပြည်မှရသောမြအစင်းသူတစုနှင့်တရားမင်းလမ်းညွှန်မှုမှတဆင့်ရရှိခဲ့သောတရေခိတ္တရာပြည့်ရှိဒုတဘောင်မင်းကြီးတည်ထားကိုဝယ်ခဲ့တဲ့နဖူးသင်းကျတော်တစုကိုလည်းဌာပနာထားပါတယ်ထို့နောက်မင်းကြီးဤကိုသာရတနာပန်းတောင်းကိုဖက်နေဟန်ရွှေစင်ကိုသုံးလုပ်၍ဌာပနာတော်မူပါတယ်တက္ကရာ422ခုနှစ်တွင်ရွှေစည်းကုံအတွင်းထပ်စီဒီကိုဖနက်ချေတန်တောင်320ရှိအောင်တည်တော်မူမည်ဟုအကြံတော်ရှိတော်လဲ446ခုနှစ်မှာအနောထာမင်းနတ်ရဆန်သွားတဲ့အတွက်အကြံတော်မအောင်မြင်ဖြစ်ခဲ့ရပါတယ်ဖျားတီနေတုန်းပစ္စယ30အရောက်မှာပဲအနောထာမင်းနတ်ရဆန်ခဲ့ပါတယ်အနောထာမင်းနတ်ရဆန်ပြီးတဲ့နောက်ကျန်စစ်သားမင်းကကောဇာတက္ကရာ451ခုသဇောင်မုံလာသန်း73ရက်ဗုဒ္ဓဟူးနေ့မှာဆက်လက်တည်ဆောက်ခဲ့ပါတယ်အနောထာမင်းရည်ရွယ်ခဲ့တဲ့ဖနက်ချေတန်တောင်320ဟာကြီးကျယ်လွန်းတဲ့အတွက်ရှင်အရဟံနဲ့ညီနိုင်တိုင်ပင်ပြီးဖနက်ချေတန်တောင်300အမြင့်တန်တောင်80ရှိတဲ့ဇီရီကိုအတွင်းထက်ဇီရီအားငို၍တည်တော်မူပါတယ်တူရင်တောင်မှာရှိတဲ့ကြောင်များကိုအလျား3ထွာအနံတထွာရွှေချမ်းသည်လူအများလက်ဆင့်ကမ်းပြီးဖျားတရှိရသို့ပို့ပြရတယ်လို့ဆိုပါတယ်ကောဇာတက္ကရာ452ခုကစုံလားပြည့်နေ့မှာပြီးမြောက်အောင်မြင်ခဲ့ပါတယ်ဇီရီတော်ကြီးတိဆောက်ခဲ့တဲ့ခုနှစ်မှပြီးစီးတဲ့နှစ်အထိနှစ်ပေါင်း32နှစ်ကြာပါတယ်ဇီရီရဲ့ဘွဲတော်ကိုတော့ရွှေစည်းကုံဇီရီလို့အမည်ပေးခဲ့ပါတယ်တွားရောက်ဖူးမြော်လူသူတွေအတွက်ရွှေစာရန်ဇီရီဟာမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှ14မိုင်အကွာပသိမ်ကြီးမြို့နယ်မှာတည်ရှိပါတယ်ရွှေစည်းကုံဘုရားကတော့မန္တလေးတိုင်းဒေသကြီးပကံမြို့ဟောင်းရဲ့အရှေ့မြောက်ဘက်4မိုင်ခန့်ကွာဝေးတဲ့ညောင်ဦးမြို့မှာတည်ရှိပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာ